ミングラバー ML キャリアのジアンです。အမွဲကေရီယာကတာမခင်ဗျ今日はジムのお仕事を持ってきました。ဒီနေ့တော့ဒါရုံးမိုင်းအလုပ်ခေါ်စာလေးယူလာပါတယ်場所は東京都です。အလုပ်ကတော့ကျွန်တော်ဒီတိုကျိုမှာပဲလုပ်ရမှာဖြစ်ပါတယ်ဗျ仕事内容は日本語学校の事務職のお仕事です。အလုပ်ကတော့ကျွန်တော်တို့ဒီဂျပန်စာသင်တန်းကျောင်းမှာရုံးမိုင်းနဲ့အတိအကလုပ်ရမှာဖြစ်ပါတယ်お給料は年収300から350万円です。လစာကတော့ဒါတစ်နှစ်ပတ်လုံးရဲ့1300နဲ့350ကြားရမှာဖြစ်ပါတယ်必須条件は日本語 N2 合格、そして事務経験です。ဂျပန်စာကတော့အန်တူအောင်ထားမှာဖြစ်ပြီးတော့ဒါရုံးမိုင်းနဲ့ပတ်သက်ပြီးအတွေ့အကြုံရှိတဲ့သူဆိုရင်တော့ပို့ပြီးတော့ဦးစားပေးပါမယ်この会社はビザサポートがあります。この記事に興味がありましたらメッセージを送ってください。ဒီခေါ်စာအတွက်ကကျွန်တော်တို့ဒါဗီဇာ support လည်းပေးတယ်ပေါ့နော်ကိုတို့ဘက်ကနေပြောင်းပေးပါတယ်တကယ်လို့ဒီလောက်ခေါ်စာနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကိုယ့်စီကိုစာပို့ပြီးတော့ဆက်သွယ်ပေးပါဗျ他の求人も紹介するのでフォローしてお待ちください。တခြားအလုပ်ခေါ်စာတွေလည်းအများကြီးကိုတို့တင်ပေးဖို့ရှိတဲ့အတွက်ကြောင့်ဒါဒီအကောင့်လေးကိုလည်းဒါ follow လေးနှိပ်ပြီးတော့စောင့်ကြည့်ပေးပါအောင်ဗျチーズティကျေးバーティဇူးတင်ပါတー。ယ်